ဗီတာမင် K1 နဲ့ K2 အကြောင်းဆက်ပြောပါမယ်ခင်ဗျာဗီတာမင် K1 Flavonoid ကအစိမ်းရရောင်ဟင်းသီးဟင်းရွက်တွေကနေရပါတယ်ဗီတာမင် K2 ကအချင်းဖောက်ထားတဲ့အစားအစာတွေဥပမာပဲပုတ်ချင်နဲ့တိရစ္ဆာန်ထွက်ပစ္စည်းတွေကနေရပါတယ်ထူးခြားချက်ကကျွန်တော်တို့ဦးလန်းကြောင်းတွေကအကျိုးပြုဘက်တီးရီးယားလေးတွေကလည်းဒီဗီတာမင်ကိုထုတ်ပေးနိုင်ပါတယ်ဗီတာမင် K အုပ်စုထဲမှာဗီတာမင် K1 အကြောင်းကိုတေချာခွဲပြီးရှင်းပြပေးပါမယ်ဗီတာမင် K1 ကိုသိပ္ပံအမည်အားဖြင့် Flavonoid လို့ခေါ်ပါတယ်။သူဟာကျွန်တော်တို့စားသုံးတဲ့ဗီတာမင် K အားလုံးရဲ့95%ကနေ90%အထိပါဝင်တယ်။သူကဘယ်ကနေရတာလဲ။ဘာတွေထူးထူးခြားခြားလှုပ်ဆောင်ပေးလဲဆိုရင်ဗီတာမင် K1 ကိုအပင်တွေစီကနေပဲရပါတယ်။အထူးသဖြင့်အလင်းမီစုအစာချက်လုပ်တဲ့ photosynthesis အပင်တွေရဲ့အရွက်စိမ်းတွေမှာအများဆုံးပါဝင်ပါတယ်။ဟင်းသီးဟင်းရွက်တွေကကိုက်လန်ဟင်းနုနွယ်မုံလာထုတ်ပန်းကော်ဖီစိမ့်နဲ့အစီတို့မှာဆိုရင်ပဲပုတ်စီကန်နိုလာစီတို့လိုဖြစ်ပါတယ်ဗီတာမင် K1 ရဲ့အဓိကအလုပ်ကသွေးတိတ်စေခြင်း blood clotting ဖြစ်ပါတယ်ကျွန်တော်တို့စားလိုက်တဲ့ K1 တွေဟာအသက် level C ကိုတိုက်ရိုက်သွားပါတယ်အဲ့ဒီနောက်အသေးကနေသွေးခဲစေတဲ့ protein ဓာတ်တွေ clotting factors ထုတ်လုပ်တဲ့နေရာမှာကူညီပေးပါတယ်ဒါကြောင့်ထိခိုက်ရှမ်းတာဖြစ်တဲ့အခါသွေးအလွန်အကျွံမထွက်အောင်သူကအဓိကထိန်းချုပ်ပေးတာပါကလေးလေးတွေမွေးလာတဲ့အခါသူတို့ရဲ့ဦးလန်းကြောင်းမှာဘက်တီးရီးယားမရှိသေးသလိုအချင်း placenta ကနေလည်း K1 သိမ့်မရခဲ့ပါဘူး။ဒါကြောင့်သွေးထွက်လွန်ရောဂါမဖြစ်အောင် K1 ထိုးဆေးကိုမွေးပြီးချင်းပေးရတာဖြစ်ပါတယ်။ဗီတာမင် K2 ဟာ K1 နဲ့အလုပ်လုပ်ပုံချင်းမတူပါဘူး။ K1 ကသွေးတိတ်ဖို့အလုပ်လုပ်ပေမဲ့ K2 ကတော့ခန္ဓာကိုယ်ထဲကကယ်လ်ဆီယမ်ဓာတ်တွေကိုစီမံခန့်ခွဲတဲ့မန်နေဂျာလို့တင်စားလို့ရပါတယ်။ဗီတာမင် K2 ရဲ့အဓိကတာဝန်တွေကြတော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာကယ်လ်ဆီယမ်ဓာတ်တွေရှိနေုံနဲ့မလုံလောက်ပါဘူး။အဲ့ဒီကယ်လ်ဆီယမ်တွေကသွားရမယ့်နေရာအယိုးကိုမသွားရမယ့်နေရာသွေးကြောထဲမှာပိတ်နေရင်အန္တရာယ်ရှိပါတယ်။ K2 ကအဲ့ဒါကိုအခုလိုထိန်းညှိပေးပါတယ်။ K2 ဟာ acetylcholine လို့ခေါ်တဲ့ protein ကိုအသက်သွင်းပေးပါတယ်။အဲ့ဒီ protein ကသွေးထဲမှာလွင့်မျောနေတဲ့ကယ်လ်ဆီယမ်တွေကိုအယိုးနဲ့သွားတွေထဲကိုဆွဲခေါ်ပြီးခိုင်မာအောင်လုပ်ပေးတာပါအယိုးတွေကိုတတ်မာစေခြင်းပေါ့K2 က matrix protein ကိုအသက်သွင်းပြီးသွေးကြောနံရံတွေမှာကယ်လ်ဆီယမ်တွေလာမကတ်အောင်တားဆီးပေးပါတယ်။ဒါကြောင့်နှလုံးသွေးကြောပိတ်တာနဲ့သွေးကြောမာတာတွေကိုကာကွယ်ပေးနိုင်ပါတယ်။ဘယ်စားစာတွေကနေရနိုင်မလဲဆိုရင်ဗီတာမင် K2 ကိုအပင်တွေမှာမတွေ့ရဘဲအချင်းဖောက်ထားတဲ့အစားအစာတွေနဲ့တိရစ္ဆာန်ထွက်ပစ္စည်းတွေမှာပဲတွေ့ရပါတယ်။ဂျပန်ပဲပုတ်ချင်ဟာ K2 အကျွယ်ဝဆုံးအရင်းမြစ်ပါပဲ။အထူးသဖြင့်အချင်းဖောက်ထားတဲ့ဒိန်ခဲတွေမှာနဲ့ကြက်ဥအနှစ်အသေးနှစ်အသားများတိရစ္ဆာန်တွေကမျက်စားပြီးသူတို့အစာအိမ်ထဲမှာပြောင်းလဲလိုက်တဲ့ K2 အမျိုးအစားတွေပါကျွန်တော်တို့ဥမာကြီးထဲမှာရှိတဲ့အကျိုးပြုဘက်တီးရီးယားတွေကလည်း K2 ကိုအနည်းငယ်ထုတ်လုပ်ပေးနိုင်ပါတယ်ဗီတာမင် D3 နဲ့ K2 ပါလို့တွဲတောက်ကြတာလဲဆိုရင်ဗီတာမင် D3 ကကယ်လ်ဆီယမ်ကိုစုပ်ယူဖို့ကူညီတယ်ဗီတာမင် K2 ကစုပ်ယူထားတဲ့ကယ်လ်ဆီယမ်ကိုအယိုးထဲရောက်အောင်ပို့ပေးတယ်အကယ်၍ D3 ပဲတောက်ပြီး K2 မပါရင်ကယ်လ်ဆီယမ်တွေကအယိုးထဲမရောက်ပဲသွေးကြောထဲမှာစုပုံလာပြီးကြောက်ကတေးတာနှလုံးသွေးကြောပိတ်တာတွေဖြစ်နိုင်ပါတယ်ဒါကြောင့်D3 နဲ့ K2 ကို dynamic duo လို့ခေါ်ကြတာပါ K2 ချို့တဲ့ရင်ဘာဖြစ်မလဲဆိုရင်အယိုးပွားရောဂါ osteoporosis ဖြစ်လွယ်မယ်သွားတွေမခိုင်ခန့်တော့ပဲပိုးစားလွယ်မယ်နှလုံးနဲ့သွေးကြောဆိုင်ရာပြဿနာတွေဖြစ်နိုင်ခြေပိုများလာပါမယ်